Okay ကျွန်တော်အခုတစ်ခါကျွန်တော်ရဲ့ secret လုပ်ဒီမှာကျွန်တော်ရဲ့လက်အောက်ကဝေပုံမှန်ထည့်ဆော်နေတဲ့နံပါတ်လေးတွေကိုအခုတစ်ခါဒီ CKAI ဆိုတဲ့ software လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီ CKAI software လေးကိုကျွန်တော်ရဲ့နံပါတ်တွေကို free ပေးတော့မယ် software လေးဖြစ်ပါတယ်ဒီ CKAI software လေးကိုဘယ်လိုအသုံးပြုရမလဲဆိုရင်ကျွန်တော်အခုဒီဗီဒီယိုလေးမှာရှင်းပြပေးမှာဖြစ်တဲ့အတွက်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ကြတော့ကျွန်တော်ဒီ CKAI software လေးကိုဝင်လိုက်ပြီဆိုလို့ရှိရင်ပထမဆုံးဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ software လေးတွေကိုဝင်ဖို့အတွက် Gmail တခုလိုအပ်တယ်เนาะဒီ Gmail ကကျွန်တော်လုပ်ပေးတဲ့ Gmail နဲ့မှာကျွန်တော်ဒီ software လေးတွေကိုဝင်လို့ရမှာဖြစ်တဲ့အတွက်Gmail ကိုဘယ်လိုယူပြရမလဲဆိုရင်မိတ်ဆွေတို့ကကျွန်တော်ကိုဒီနေရာလေးကိုတစ်ချက်ထိပြီးတော့ရင်ဒီနေရာလေးကိုအဲ့နေရာလေးကိုတစ်ချက်ထိပြီးတော့ရင်အဲ့နေရာ copy လေးကိုကျွန်တော်ကိုတစ်ချက်ယူပေးပါအဲ့လိုယူပေးပြီးရင် copy ကျွန်တော်ကိုပို့ပေးပါအလုံးပြီးပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့software တွေကိုကျွန်တော်ရဲ့ secret လုပ်ထီနဲ့ဘယ်လိုလေးအမျက်ရှာထားတယ်ဆိုတဲ့နည်းကျွန်တော်ရဲ့အတွေ့အကြုံလေးတွေကိုဗီဒီယိုလေးတွေကိုကျွန်တော်ရဲ့ဒီ YouTube channel လေးမှာကျွန်တော်အကုန်လုံးတင်ပေးထားတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကအဲ့နေရာမှာကျွန်တော်ရဲ့ YouTube channel လေးမှာသွားကြည့်ပြီးတော့ရင်ဗီဒီယိုလေးတွေအကုန်သွားကြည့်လို့ရပါတယ်မိတ်ဆွေတို့အဆင်ပြေမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးဖို့တောင်းလိုပါတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော် software လေးတွေကိုဝင်ပြပေးပါမယ်ကျွန်တော်ပေးလိုက်တဲ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကို copy ယူပေးပြီးရင်ကျွန်တော်ပြန်ပေးတဲ့ Gmail လေးကိုဒီနေရာလေးမှာဝင်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်မှာကျွန်တော်ဥပမာဝင်ပြတယ်โอเคအဲ့လိုဆိုရင်ကျွန်တော်ပေးလိုက်တဲ့ Gmail လေးကိုဒီနေရာမှာထည့်ပြီးပါလို့ရှိရင်ဒီ login လေးကိုချက်နှိပ်ပြီးတော့ဝင်မယ်အထက်ကိုအဲ့လိုဆိုရင်မိတ်ဆွေတို့ဒီမှာโอเคအဲ့လိုဆိုလို့ချင်းဒီမှာ software လေးတွေကိုအတွင်းထဲကိုရောက်သွားပြီလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ load fee ဆိုတဲ့ထဲလေးကိုတစ်ချက်ပြန်နှောက်ဝင်မယ်ဗျဒီ load fee ဆိုတဲ့ဝင်ပြီးလို့ချင်းကျွန်တော်တို့အခု ဆော့မှာဒီ win go ဆိုတဲ့ထဲလေးကိုဝင်ဆော့မှာဖြစ်တဲ့ဒီ win go ထဲလေးကိုနှိပ်ပေးမယ်ဖေးလို့ဆိုလို့ရှိရင်ဒီမှာ win go လေးတွေကိုနှိပ်လိုက်မယ်โอเคအဲ့ဒါဆိုရင်โอเคအဲ့ဆိုလို့ရှိရင်ဒီမှာဗျအဲ့ဆိုလို့ရှိရင်လူကြီးမင်းတို့အခုတစ်ခေါက် software လေးရတော့2မျိုးပါလာပြီဖြစ်တယ်เนาะအဲ့တော့ဒီမှာဝင်ကို30စက္ကန့်ရဲ့ဒီမှာဝင်ကို1မိနစ်ကဲဆိုပြီးတော့ရင်နှစ်ခုပါလာပြီ
ဆိုလို့ရှိရင်ဒီဇော်ဝဲလေးကိုကျွန်တော်ဒီကြီးမင်းတို့ကိုကျွန်တော်စမ်းဆောက်ပေးမယ်ဖြစ်ပါတယ်โอเคအဲ့လိုဆိုလို့ရှိရင်ဒီမှာโอเคအဲ့ဒါဆိုကျွန်တော်အခုဒီဝင်ကိုစက္ကန့်30တွေကိုကျွန်တော်ဆော့ကြပြီးမှဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်မဆော့ခင်ပတ်စံထိုးပုံထိုးနည်းလေးကိုကျွန်တော်တစ်ချက်ရှင်းပြပေးမှဖြစ်ပါတယ်အခုဒီမှာဆိုရင်အပေါ်လေးနည်းနည်းဆက်တင်မယ်ဒီမှာပွဲပြင်စင်ရလေးကဒီမှာ42ကြိမ်ဒီမှာလည်း42ကြိမ်42ကြိမ်မှာသူကအသေးကိုပြပြီးတော့အသေးထိုးโอเคအဲ့ဒါဆိုလို့ကျွန်တော်ဒီမှာထိုးပုံပတ်စံထိုးပုံထိုးနည်းလေးကိုကျွန်တော်လက်ကနေဆက်ရှင်းပြပေးပါမယ်ဒီမှာဒီမှာအကြီးကိုပြထားတဲ့အတွက်အမှကျွန်တော်ဥပမာဒီမှာအကြီးကိုပြင်လိုက်ပြီကိုကဘယ်လောက်နဲ့စထိုးမှလဲ30နဲ့ထိုးမယ်ဆိုလို့ရှိရင်ဒီ30လေးပဲရွေးပြီးတော့ရင်30လေးပဲရွေးပြီးဒီတိုင်းထားမယ်ဒီမှာကိုက1000နဲ့စဆုံးမယ်ဆိုလို့ရှိရင်1000နဲ့စထိုးမယ်ဆိုလို့ရှိရင်ကိုကဒီ1000ရေးမယ်100နဲ့စထိုးရင်100ရေးမယ်1000နဲ့စထိုးမယ်ဒီ1000ကိုရေးပေးမယ်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီကြီးမင်းတို့တော့ဝယ်ရှုံးလို့ရင်ကိုက30နဲ့စထိုးတယ်ဆိုတာဥပမာဆိုရင်စနေစထိုးလို့ရှိရင်လူကြီးမင်းတို့ဒီမှာနောက်ပထမဝက်ရှုံးသွားလို့ရှိရင်ဒီမှာဒီ30ကိုရွေးပြီးတော့ရင်ဒီ1ဆိုတဲ့ဒီဟာလေးကိုနောက်ပွဲကြရင်ဒီလို30အဲ့လိုဆိုတော့အဲ့3လို့နေရာပြင်းရေးပြရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကို330စာထိုးမှာဖြစ်ပါတယ်ခုကျွန်တော်စဆော့ပြီးမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်ခု46ကြိမ်မှာဒီ46ကြိမ်မှာအသေးပြထားတဲ့အတွက်ကျွန်တော်အသေးကိုရေးလိုက်ပါပြီ။အသေးကိုကျွန်တော်1000နဲ့စထိုးတဲ့အတွက်ဒီမှာ1000နောက်ကโอเคအဲ့ဆိုရင်ဒီမှာကျွန်တော်နိုင်သွားပြီအသေးဒီမှာ49ကြိမ်မှာဒီ49ကြိမ်မှာဒီမှာအသေးထပ်ပြထားတဲ့အတွက်တော့အသေးကိုချက်ထိုးပေးမှာဖြစ်ပါတယ်အသေးကို1000โอเคမှာ48ကြိမ်မှာအကြီးပြထားတဲ့အတွက်48ချိန်မှာကျွန်တော်အခုအကြီးကိုရေးပြီးတော့ဒီမှာ1000စထိုးပြီးမှဖြစ်ပါတယ်ဗီဒီယိုလေးတော့နည်းနည်းရှင်းမယ်ဗျဒီကဆော့ကြပြီးမှဖြစ်တဲ့အတွက်โอเคအဲ့ဒါဆိုလို့ဒီမှာ48ချိန်49ချိန်နဲ့အကြီးထပ်ထားတဲ့အတွက်ကျွန်တော်ခုန1000ထိုးထားတယ်ဆိုလို့ရှိရင်အမှကျွန်တော်အခု1000ရွေးပြီးတော့1ဆိုတဲ့နေရာလေးကိုဒီမှာ3ရွေးပေးလိုက်ပြီ3ပြင်ရေးပေးလိုက်ပြီနော်အဲဒါဆိုလို့ရှိရင်နောက်အခု3000ထိုးပေးမှဖြစ်ပါတယ်ဒီကကိုယ့်ရဲ့ထိုးကြီးနောက်ဆုံးထိုးကြီးကို3နဲ့မြောက်ပြီးတော့သူ့ရဲ့ဇက်မှန်လေးထိုးပေးပါလို့လိုအပ်တယ်ဗျโอเคအဲ့ဒါဆိုရင်ဒီမှာ50ကြီးမှာအကြီးထပ်ပြထားတယ်သူကကိုထိုးချင်တိုင်းထိုးလို့မရဘူးကြာစီကေလို့ဒီမှာပထမပွဲမှာတကူက10ထိုးထားလို့ရှိရင်နောက်ပွဲမှာပထမပွဲမှာမနိုင်နောက်ပွဲမှာ30ထိုးပေးမယ်နောက်ပွဲမှာ30မှမနိုင်ရင်နောက်တစ်ပွဲကို90ထပ်ထိုးပေးမယ်
โอเคဗျအဲ့ဒါဆိုရင်52ချိန်မှာအသေးပြထားတဲ့အတွက်ကျွန်တော်အသေးကိုထိုးပေးမယ်ဗျအသေးဒီမှာကိုထိုးချင်တိုင်းထိုးလို့မရဘူးဗျ900ထိုးလိုက်1000ထိုးလိုက်2000ထိုးလိုက်အဲ့လိုထိုးနေလို့ဆိုရင်ကျွန်တော်လူကြီးမင်းတို့ရဲ့နိုင်ထားတဲ့ငွေကိုထုတ်လို့ရှိရင်နည်းနည်းအခက်အခဲလေးတွေဖြစ်တတ်တယ်ဗျအဲ့တော့သူ့ရဲ့စီကံအတိုင်းသုံးစာဖော်မြူလာအတိုင်းထိုးပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်လူကြီးမင်းတို့ငွေကိုလွယ်ကူစွာထုတ်လို့ရပါတယ်အဲ့လိုကျွန်တော်အခုဒီမှာ3000ထိုးလိုက်တာနိုင်တဲ့အတွက်ဒီမှာကျ1000ဒီမှာ9ရေးပေးလိုက်ပြီဗျအဲ့လိုဆိုရင်ဒီမှာရဒီမင်းရောက်တစ်ခွချက်လေးပြမယ်နော်ဒီကြကြည့်တယ်ဒီမှာ1000ထိုးထားလို့မနိုင်တဲ့အတွက်နောက်တစ်ပွဲကိုဒုတိယပွဲကို3000ထိုးထားရကြ3000ထိုးတယ်โอเคအဲ့လိုလေးပုံမှန်လေးတော့ထိုးပေးပါရနော်အခုအဲ့ဆိုရင်ဒီမှာအကြီး1000ထပ်ထိုးမယ်ဗျသူဇာလေးနဲ့သူထိုးပုံမှန်လေးထိုးပေးတော့လို့တယ်နော်သူဇာလေးနဲ့သူပုံမှန်လေးတော့သူ့ရဲ့နောက်ဆုံးထိုးကြီးကိုပုံလေးနဲ့နှောင်ရောက်ပြီးထိုးပေးတော့လိုအပ်ပါတယ်โอเคအမသေးထပ်ထိုးမယ်ဗျအသေးပြထားတဲ့အတွက်အမအသေးဒီမှာအသေးပြထားတဲ့အတွက်ကျွန်တော်ဒီမှာအသေးထိုးပြထားလိုက်ပြီနော်ဒီ1မိနစ်ကိုစောင့်မယ်ဆိုလဲဒီ1မိနစ်လည်းအဲ့တိုင်းပဲသူ30စက္ကန့်ဆိုရင်တူတူပဲရโอเคဒီမှာအသေးတယ်ဗျနော်အသေးထပ်ပြရတဲ့အသေးကိုကျွန်တော်3000ထိုးပေးမယ်ဗျဒီ1မိနစ်ကိုစော့ကျင်တယ်ဆိုရင်ဒီ1မိနစ်လေးကိုထောက်ပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ဒီမှာနော်ပုံအတူတူပဲဗျကျွန်တော်က1မိနစ်ဆိုရင်အချိန်လေးဆက်ဗီဒီယိုထပ်ရှင်းသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီစက္ကန့်30ကိုစော့ပြပေးတာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ900โอเคနော်ဒီမှာဒီလိုကျွန်တော်ထိုးတဲ့အတိုင်းလေးကိုဒီလိုစားမှန်မှန်လေးနဲ့ထိုးပေးကြပါနော်အဲဒါဆိုရင်လူကြီးမင်းတို့ရဲ့ငွေကိုထုတ်တဲ့ချင်းကြရင်လွယ်လွယ်လေးထုတ်ပေးလို့ရပါတယ်โอเคအမဆိုရင်မဘီချက်ပြနော်59ချိန်မှာဘီဆိုတော့ကျွန်တော်ကြီးကိုယူလိုက်ပြီခေကဇာလေးကတော့မှာဗျဒီတိုင်းလေးတော့တက်ထားတယ်ဗျခေအကြီးတယ်ဗျနော်အကြီးတယ်ခေရတယ်ဆိုရင်ဟုတ်ရတယ်ဆိုရင်ကျွန်တော်ဒီ CKAI ဆိုတဲ့ software လေးကိုအသုံးပြုနေလေးကိုကျွန်တော်ရှင်းပြပေးရဖြစ်ပါတယ်ဒီ CKAI software လေးကိုကျွန်တော်ရဲ့လက်အောက်ငွေပုံမှန်ထည့်ဆော့နေတဲ့နံပါတ်တွေကိုမှန်လို့ရှိရင်ကျွန်တော်ဒီ CKAI software လေးကို free ပေးသုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Telegram နာမည်မှာ Telegram မှာကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ကိုလာဟိုင်းပေးကြပါဟေးဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ရက်ကျမှဒီ1မိနစ်ကိုကျွန်တော်ထပ်ဆော့ပြပေးမှာဖြစ်ပါတယ်အားလုံးပဲ bye bye